တူအော်လမ်မီမြေခင်းမြင်ကြီးရဲ့တာယာလှပတဲ့မြင်ကွင်းနဲ့အတူဒီနေရာရဲ့အတိကအတန်းရှင်တွေဖြစ်တဲ့ဘယ်ဒင်းမြေရှင်လေးတွေရဲ့အော်သံတွေကိုကြားနေရပါတယ်ဒီမြေရှင်လေးတွေဟာကြောက်တုံးကြီးတွေပေါ်မှာရက်ပြီးပတ်ဝန်းကျင်ကိုအကဲခတ်နေကြပါတယ်သူတို့ထဲကတကောင်ဟာကြောက်တုံးပေါ်ကနေအမြန်ဆင်းပြေးသွားပြီးမြက်ခင်းထဲမှာပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်တောင်တန်းကြီးတွေကိုနောက်ခံထားတဲ့ဒီမြက်ခင်းပြင်ကျဲကြီးထဲမှာမြေရှင်လေးတွေဟာဟိုဒီဒီပြေးလွှားနေကြတာပါမြေရှင်လေးတစ်ကောင်ဟာမြက်တော်ထဲမှာမတ်တက်ရက်ပြီးတစုံတစ်ခုကိုအာယုံစိုက်ကြည့်နေပါတယ်နောက်ထပ်မြေရှင်လေးတစ်ကောင်ကတော့မြေချင်းဝါလေးမှာခေါင်းလေးပြူထွက်ပြီးဘေးပတ်ဝန်းကျင်ကိုသတိထားကြည့်နေပါတယ်သူတို့ဟာပါဇက်လေးဟပြီးစူးစူးရှာရှာအော်ဟစ်ခါအချင်းချင်းအချက်ပေးနေကြတာပါဒီနေရာမှာနွေရာသီကအရန်တူတောင်းတာကြောင့်ဒီမြေရှင်လေးတွေဟာအချိန်နဲ့အမျှအလုရှုပ်နေကြတာဖြစ်ပါတယ်သူတို့ဟာအစာရှာဖို့နဲ့မျိုးပွားဖို့အတွက်အမြဲတမ်းအပြေးလွှားလှုပ်ဆောင်နေကြရတာပါကြောက်တုံးကြီးပေါ်မှာအုပ်စုလိုက်ရက်နေကြတဲ့မြေရှင်လေးတွေဟာတကယ်ကိုချစ်စရာကောင်းလာပါတယ်မြေရှင်လေးတစ်ကောင်ဟာအစာကိုလက်ကလေးနဲ့ကင်ပြီးအားရပါးရစားနေတာကိုမြင်တွေ့ရမှာပါသူတို့ဟာမြေချင်းတွေကိုကျွမ်းကျင်စွာတူးတတ်ကြပြီးဒီလိုတူးတာကြောင့်မြေကြီးလွှာတွေကိုလေးဝင်းလေးထွက်ကောင်းစေပါတယ်ဒါဟာမြက်ခင်းကြီးရဲ့ဂေဟစနစ်ကိုအများကြီးအထောက်အကူပြုနေတာပါဒါမဲ့သူတို့ဟာအမြဲတမ်းသတိရှိနေကြရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကောင်းကင်ရံမှာအမီနီစုံရဲတဲ့ကောင်ကသူတို့ကိုချောင်းမြောင်းနေလို့ဖြစ်ပါတယ်စုံရဲရဲ့အော်တန်ကိုကြားလိုက်ရတာနဲ့မြေရှင်လေးတွေဟာလေချုံတန်လိုအချက်ပေးတဲ့ကိုအသုံးပြုပြီးအားလုံးကိုသတိပေးလိုက်ကြပါတယ်အချက်ပေးတဲ့ကြားတာနဲ့သူတို့ဟာမြေချင်းနေတဲ့ကိုအမြဲဆုံးငုတ်ရှိုးသွားကြပါတယ်မြေပြင်မှာလည်းဝဝညိုကြီးတစ်ကောင်လမ်းလျှောက်လာတာကိုတွေ့လိုက်ရပါတယ်ဝဝကြီးကိုမြင်တာနဲ့သူတို့ဟာအော်တန်အမျိုးမျိုးနဲ့မြေပြင်ရန်သူရှိနေကြောင်းကိုအချင်းချင်းသတိပေးလိုက်ကြပါတယ်အတွေ့အကြုံမရှိသေးတဲ့မြေရှင်းပေါက်လေးတစ်ကောင်ကတော့သူ့မိသားစုနဲ့ဝေးရာကိုရောက်သွားခဲ့ပါတယ်ကျောင်းဆောင်နေကြမှာတော့အမီးရှည်ဝီဇယ်တစ်ကောင်ဟာဒီမြေရှင်းပေါက်လေးကိုဖမ်းဖို့ချောင်းမြောင်းနေပါတယ်ဝီဇယ်ရဲ့စူးရှာတဲ့မျက်လုံးနဲ့အထက်မြက်တဲ့သွားတွေဟာတားကောင်ကိုဖမ်းဖို့အစင်သင့်ဖြစ်နေပါပြီဝီဇယ်ဟာကြောက်တုံးနေကြားကနေတိတ်တိစိတ်ချင်းကပ်လာနေပါတယ်မြေရှင်းပေါက်လေးဟာအန်ဒီရရှိနေမှမသိပဲအစာစားနေတော့ဖြစ်ပါတယ်ကံကောင်းထောက်မှစွာနဲ့သူ့မိသားစုစီကအချက်ပေးတဲ့တွေကိုထက်ခါတလဲလဲကြားလိုက်ရပါတယ်အဲ့ဒီခါမှာတော့မြေရှင်းပေါက်လေးဟာသတိဝင်လာပြီးအမြန်ဆုံးထွက်ပြေးသွားနိုင်ခဲ့ပါတယ်ဝီဇယ်ဟာတားကောင်ကိုမဖမ်းနိုင်တော့ပဲကြောက်တုံးနေကြတဲ့မှာပဲကြံရစ်နေခဲ့ရပါတယ်နောက်ဆုံးမှာတော့ဝီဇယ်ဟာစိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့ကြောက်ဆောင်အိမ်စီကိုပဲပြန်သွားခဲ့ရပါတော့တယ်ဒီမြေမားတဲ့တောင်တန်းကြီးတွေပေါ်မှာတစ်ပင်မျိုးစိတ်ပေါင်း40ကျော်လောက်စိမ့်လဲဆိုပြေစွာရှင်သန်နေကြတာပါဒီနေရာဟာရာနဲ့ချီတဲ့တရားဝါလေးတွေမှီတင်းနေထိုင်ရအိမ်ကြီးဟာလည်းဖြစ်ပါတယ်တစ်ပင်တွေကြားမှာပုံကွယ်နေတဲ့ဒီဈေးကွက်လေးကိုမြင်ဖို့ဆိုတာတော်တော်လေးခက်ခဲလာပါတယ်သူ့ရဲ့အယောင်သွေးကတစ်ပင်တွေနဲ့တက်သားလေးဖြစ်နေလို့ပါပဲသူ့ရဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေကစူးရှာပြီးတော့ပတ်ဝန်းကျင်ကိုအမြဲတမ်းအကဲခတ်နေတာပါဒီဈေးကွက်မလေးရဲ့အမွှေးတောင်တွေကအညူရင့်ရောင်ရှိပြီးတော့အဖြူအဆက်လေးတွေနဲ့ပြည့်နှံနေပါတယ်ဒါကပဲသူ့ကိုရန်သူတွေမမြင်နိုင်အောင်ဖုံးကွယ်ပေးထားတာဖြစ်ပါတယ်သူ့ရဲ့ခြေသေးတွေကတော့အဲ့လိုမျိုးခြုံထက်နေပြီးသားကောင်တွေကိုဖမ်းဆီးဖို့အတွက်အဆင်သင့်ပါပဲဒီတော်ဝါလေးကတော့ California Spotted Owl လို့ခေါ်တဲ့ဈေးကွက်မျိုးစိတ်ဖြစ်ပါတယ်ဒီဈေးကွက်မကြီးဟာတကောင်တည်းရှိနေတာမဟုတ်ပါဘူးအသက်19နှစ်ရှိပြီဖြစ်တဲ့ဒီဈေးကွက်မကြီးကဒီတုံးထဲမှာနေထိုင်လာတာ10စုနှစ်2ခုနီးပါးရှိနေပါပြီသူကတော့ဒီနေရာရဲ့အရှင်သခင်မဖြစ်ပါတယ်အခုတော့သူကတစ်ပင်တွေပေါ်မှာပြန်တန်းပြီးတော့သူ့ရဲ့နေမြေကိုကြည့်ရှုနေပါတယ်သူ့ရဲ့ဖော်ကတော့သူ့ထက်အများကြီးငယ်ပါတယ်ဒီဈေးကွက်လေးကအသက်9နှစ်ပဲရှိသေးပြီးတော့အတွေ့အကြုံလည်းသိပ်မရှိသေးပါဘူးဒါမဲ့လည်းသူကသူ့ရဲ့အဖော်ကိုအရန်ကယူစိုက်တတ်တဲ့အဖော်ကောင်းတစ်ယောက်ပါသူကဈေးကွက်မကြီးရဲ့အမွှေးတောင်တွေကိုသူ့ရဲ့နှုတ်သီးလေးနဲ့တေချာပြုတ်ပြင်ပေးနေပါတယ်ပုံမှန်အားဖြင့်တော့ဒီဈေးကွက်တွေကိုနေဘက်မှာမြင်ရခဲ့ပါတယ်ဒါမဲ့အခုတော့သူတို့မှာအရေးကြီးတဲ့အကြောင်းပြချက်တစ်ခုရှိနေလို့နေဘက်မှာပါထွက်လာကြတာပါအဲ့ဒါကတော့သူတို့ရဲ့မိသားစုဝင်အစ်စ်လေးပဲဖြစ်ပါတယ်တိတ်ခေါင်းထဲမှာပုံကွယ်နေတဲ့ဒီအမွှေးပွားပွားလေးနဲ့ဈေးကွက်ပေါက်စာလေးကိုတွေ့လိုက်ရပါပြီဈေးကွက်မကြီးကသူ့ရဲ့ရင်သွေးလေးကိုသေချာစောင့်ကြည့်နေပါတယ်
အသက်2လပဲရှိသေးတဲ့ဒီဈေးကွက်ပေါက်စာလေးကအမြဲတမ်းဗိုက်စာနေတတ်ပြီးတော့အစာတောင်းနေတာပါဒါကြောင့်မိဘတွေကတနေ့ကိုအနည်းဆုံး3ချိန်လောက်အစာရှာပြီးကြွေးကြရပါတယ်သူတို့ကကောင်းကင်ရဲ့အတော်ဆုံးအမဲလိုက်တရားတွေဖြစ်ကြပါတယ်သူရဲ့အမွေးတောင်တွေကပြန်တန်းတဲ့အခါမှာအတန်မထွက်အောင်ကူညီပေးထားတာပါဆူရှာတဲ့အကြားအာယုံနဲ့အမြင်အာယုံကြောင့်တောင်းအောင်ဒီဘယ်မှာရှိသလဲဆိုတာကိုအတိအကျသိနိုင်ပါတယ်မိဘတွေကအစာရှာထွက်သွားတဲ့အချိန်မှာတော့ဈေးကွက်ပေါက်လေးကတကောင်လေးကြံခဲ့ရပါတယ်ကလေးဆိုတော့လေတယောက်တည်းရှိနေတဲ့အချိန်မှာငြိမ်ငြိမ်မနေပဲလှုပ်ရှားခြင်းနေပါတယ်သူကတစ်ပင်ပေါ်ကနေပြုတ်ကျနိုင်တဲ့အန္တရာယ်ရှိနေပေမဲ့လည်းအတောင်ပံနေကိုခတ်ကြည့်နေပါတယ်အောက်မှာတော့ဘော့ကတ်လို့ခေါ်တဲ့တောကြောင်ကြီးကဈေးကွက်လေးပြုတ်ကျလာမလားဆိုပြီးအစာအဖြစ်စောင့်မျှော်နေတာပါဈေးကွက်လေးကတစ်ပင်အစုံကိုရောက်သွားတဲ့အတွက်တောကြောင်ကြီးကလည်းအစင်နဲ့ပြင်ထားပါတယ်ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲဈေးကွက်လေးရဲ့ခြေသေးတွေကတိတ်ကိုင်းကိုမြင်းမြန်စုပ်ကိုင်းထားနိုင်ခဲ့ပါတယ်ဒါကပဲသူ့ကိုပြုတ်မကျအောင်ထိန်းထားပေးတာပါတောကြောင်ကြီးကတော့အစာမရတော့တဲ့အတွက်စိတ်ပြက်ပြီးတော့တခြားတနေရာကိုထွက်ခွာသွားပါတော့တယ်ဈေးကွက်ပေါက်စားလေးကတော့ဒီနေ့အတွက်အန်ဒီယေကနေကင်းဝေးသွားခဲ့ပါပြီအားလုံးပဲအဆုံးထိကြည့်ယူပေးတာကျေးဇူးတင်ပါတယ်